နောက်ယဟန်တစ်ပါးရသော်ဘုရားလက်ထက်ကတရားဘာဝနာကြိုးစားအားထုတ်ဖို့တောရက်ကိုချင်းကပ်ပြီးတော့သွားတာနောက်အားထုတ်တော်လည်းပဲသူထင်တိုင်းခကြီးကမပေါအဲ့ဒါနဲ့လုံလဝရိယကိုလျှော့ပြီးတော့အကြောင်းတော်ကိုပြန်လာတာသူလုံလဝရိယကိုလျှော့ပြီးတော့ပြန်လာတယ်ဆိုတဲ့သတင်းကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီယဟန်တော်ကိုရှေ့တော်မောက်ခေါ်ပြီးတော့ဖြစ်တာဘာဖြစ်လို့လုံလဝရိယကိုလျှော့ရတာတော့လုံလဝရိယဆိုတာဘယ်တော့မှမလျှော့ရဘူးအမြဲတမ်းကြိုးစားနေရမယ်လဲတယ်ပြန်ထမယ်နော်အမြဲတမ်းထက်သန်တဲ့စိတ်နဲ့မရမချင်းကြိုးစားအထုံးမှုဆိုတာရှိရမယ်အဲ့ဒီမှာမြတ်စွာဘုရားကရှေးသူတော်ကောင်းတွေဟာဘယ်လိုအနေအထားမျိုးမှာပဲရောက်နေတယ်နောက်ကိုတွန့်ဆုတ်တယ်ဆိုတာမရှိဘူးဆိုပြီးတော့ဘုရားလောင်းကမြတ်စွာဘုရားကကိုရောမြတ်ရဲ့အလောင်းတော်ဘဝကနော်အနေအထားလေးတစ်ခုတွေ့ကြုံခဲ့ရတဲ့အခြေအနေလေးတစ်ခုကိုပြန်ပြီးတော့ဟောပြတော့အဲ့ဒီဘဝမှာဦးဇင်းတို့ဘုရားလောင်းကြီးကနော်ဘယင်တစ်ပါးရဲ့နော်သားတော်တစ်ပါးဖြစ်တယ်ပေါ့အဲ့ဒါမွေးဖွားလာတဲ့အခါကျတော့လက္ခဏာဖတ်တဲ့ပုဂ္ဂိုလ်တွေကိုခေါ်ပြီးတော့ဖတ်တဲ့အခါကျတော့ဒီမင်းသားဟာလက်နက်၅ပါးဖြင့်ထင်ရှားတဲ့မင်းတစ်ပါးဖြစ်လိမ့်မယ်လို့နမိတ်ဖတ်တယ်အဲ့ဒါနဲ့သူ့ကိုပင်စာဝုဒ္ဓမင်းသားပင်စ၅ခုအာဝုဒ္ဓဆိုတာလက်နက်၅မျိုးအဲ့ဒါနဲ့အချိန်တန်ရွယ်ရောက်တဲ့အခါကျတော့သူ့ကိုတက္ကသိုလ်ပြည်ပညာသင်လွတ်တယ်နောက်တက္ကသိုလ်ပြည်ကပညာသင်တဲ့အခါမှာသူဟာအဲ့ဒီလက်နက်တွေနဲ့ပတ်သက်ပြီးတော့နော်အသက်အပုတ်အထူးအခုဒီလိုပညာရက်တွေကိုစွမ်းတမန်တက်မြောက်တယ်ပေါ့အဲ့ဒါနဲ့သူပညာတွေစုံပြီဆိုတော့သူရမွေးရမြေကိုသူပြန်မယ်ဆိုတော့အဲ့ဒီမှာတက္ကသိုလ်ဆရာကြီးစီကနေပြီးတော့လေးတွေမြားတွေတန်လေးရဲပြီးတော့ဦးဇင်းတို့နော်လက်ရိုက်ဒုတ်လို့ခေါ်တဲ့ဒုတ်ကြီးတစ်ချောင်းလည်းသူပါတယ်နော်မြားတွေထည့်ထားတဲ့မြားတောက်ကြီးအိမ်ဆိုတာလည်းသူမှပါတယ်လက်နက်ကလေးကအဲ့ဒီခါကအပြည့်အစုံပေါ့နော်အဲ့ဒါနဲ့သူလာတဲ့အခါကျတော့ရှားစင်တိုင်းသွားမယ်ဆိုရင်ခကြီးကဝေးတယ်ဖြတ်ချမယ်ဆိုလို့ရှိရင်နီးတယ်ဒါပေမဲ့အဲ့ဒီဖြတ်လန်းကတောအုပ်ကိုဖြတ်ရမယ်အဲ့ဒါနဲ့အဲ့ဒီတောအုပ်ကိုသူဖြတ်မယ်လို့ဆိုတော့တောအုပ်ဘဝမှာရွာတရားရှိတယ်အဲ့ဒီရွာကလူတွေကတင်မင်းသားဒီတောအုပ်ကိုမဖြတ်နဲ့ဒီတောအုပ်ကလမ်းခီးတူတာမှန်တော့လည်းပဲအန်ဒီအလွန်ကြီးတယ်哦ဘာဖြစ်လို့လဲဆိုတော့အထူးသဖြင့်ဟောဒီတောအုပ်ထဲမှာဘလူးတကောင်ရှိတယ်哦အဲ့ဒီဘလူးကအလွန်မှဆိုးသွားနေပေါ့တင်ကြော်လွှမ်းနိုင်မှာမဟုတ်တော့ဘုရားလောင်းကရတယ်သူ့ရဲ့အားစွမ်းကိုသူအပြည့်ဝယုံကြည်ရဲ့အဲ့ဒါနဲ့အဲ့ဒီတောအုပ်ကိုဖြတ်တယ်ဖြတ်တဲ့အခါကျတော့ကြွားသားတွေပြောတဲ့အတိုင်းပဲတောအုပ်လည်းရောက်ပြီးဆိုတော့အဲ့ဒီဘလူးနဲ့ပက်ပင်းမှတွေ့တယ်ဘလူးကအရက်ကထမ်းမင်လောက်ရှိတယ်တဲ့မျက်လုံးတစ်လုံးသပိတ်လောက်ရှိတယ်တဲ့စာလေးရေးပြထားတာဟုတ်လားနော်အစွဲကငပြောဖို့လောက်နဲ့နော်လက်တွေခြေတွေကမဲပြီးတော့ဝမ်းပိုက်မှာကတော့ခက်ကြားရှိတယ်တဲ့အဲ့ဒါဘလူးကသူ့ကိုမိုးရက်ပြီးတော့ရှေ့ကတင်လူသားရက်တင်ငါအစာဖြစ်ပြီလို့ပြောတယ်ပြောတဲ့အခါကျတော့ဘုရားလောင်းကတင်ဒီထဲမှာရှိနေမှာငါသိတယ်တဲ့သိရနဲ့လာတာငါရဲ့အစွမ်းတက်တီကိုရာနှုံးကြီးယုံကြည်မှုရှိတယ်ငါတင့်ကိုတစ်စက်မှမကြောက်ဘူးလို့ပြောတယ်တဲ့ဒါကြောင့်တင်တတိထားပြီးတော့ဒါငါ့ကိုချင်းကပ်နော်အဲ့ဒီမှာတင့်ကိုမြန်ဆန်းတေးအောင်ငါအစိတ်လူများနဲ့ပြစ်မယ်ဆိုပြီးတော့မြားနဲ့အရင်ပြစ်တယ်ပြစ်တဲ့အခါကျတော့အဲ့ဒီဘလူးကရိုးဘလူးမဟုတ်သူ့ရဲ့အမွှေးတွေကအလွန်ကတ်တယ်လို့ဆိုတယ်ပြစ်လိုက်တဲ့မြားဟာအမွှေးမှာသွားပြီးတော့ကတ်ညိနေတယ်သူ့မမအဲ့ဒါမြားအစင်း90ပါတယ်90သလုံးပြစ်လိုက်တယ်ပြစ်လိုက်တဲ့အခါကျတော့မြားတစ်ချောင်းမရှိတော့မရှိတဲ့အခါကျတော့ဘာလုပ်တော့ဆိုတော့အဲ့ဒီမြားပြစ်တဲ့လေးကြီးနဲ့သူရိုက်တယ်တဲ့အဲ့လေးကြီးလည်းကတ်သွားဘလူးကတော့အံ့ဩနေတာပေါ့ဒီလိုရဲသွန်းတတိရှိတယ်တယောက်မှမသူမတွေ့ဘူးအဲ့လေးကြီးကတ်သွားတဲ့အခါကျတော့အဲ့ဒီကြောကလွယ်ထားတဲ့အဲ့ဒီမြားတောင်းတဲ့တစ်ခါထက်ထုတယ်တဲ့အဲ့ဒါလည်းကတ်သွားရောအဲ့ဒါနဲ့နောက်တစ်ခါသူ့ရဲ့လက်ရိုက်တုပ်ရှိတယ်အဲ့ဒါနဲ့ရိုက်တယ်အဲ့ဒါလည်းကတ်သွားတယ်နောက်တန်လေးနဲ့ခုတ်တယ်တန်လေးလည်းကတ်သွားတယ်ဘာမှမကြံတော့ဘူးသူ့လက်ထဲပါနော်အဲ့ဒီမှာသူဘာပြောတော့ဆိုတော့ငါဒီလက်နဲ့တွေကိုအာကုပြီးတော့လာတာမဟုတ်ဘူးပေါ့ငါရဲ့ပင်ကိုအစွမ်းတတိကိုလည်းသင်ကြည့်အောင်ဆိုတော့လက်သီးနဲ့ထိုးတယ်တဲ့ဟောလက်တစ်ဖက်ကတ်သွားနော်နောက်တစ်ဖက်ထပ်ပြီးတော့ထိုးတယ်နောက်တစ်ဖက်ကတ်သွားတယ်အဲ့ဒါနဲ့တခါခြေထောက်နဲ့ထပ်ပြီးတော့ကန်တယ်ခြေထောက်လည်းကတ်တယ်နောက်တစ်ချောင်းထပ်ကန်တယ်ကတ်သွားတယ်ခြေထောက်နှစ်ဖက်လက်နှစ်ဖက်အဲ့ဒါခေါင်းမေးကြံတော့ခေါင်းနဲ့တခါထပ်ပြီးတော့ဆောင်းလိုက်တယ်ခေါင်းမှာကတ်သွားဘာမှလှုပ်လို့မရတော့အဲ့ဒါလည်းသူကမကြောက်ဘူးတဲ့နော်ဘာမှလှုပ်လို့မရတော့တာကိုသူကတော့မကြောက်သေးဘူးဒီနေ့မှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့ဝရိယဆိုတဲ့စကားလေးကိုဦးဇင်းနည်းနည်းပြောပြမယ်ဝီရဆိုတာကနေဆင်းသက်လာတာတဲ့ဝီရဆိုတာကဆိုရဲရှင်းတာဝရိယဆိုတာဦးဇင်းနားလေတဲ့လောက်ပေါ့လေအလုတ်ကိုမကြောက်တဲ့သဘောပ
ပြင်းနေဆိုတာလောကမှာကြောက်တာဟိုဘက်ကလှည့်ရှောင်းဒီဘက်ကလှည့်ရှောင်းတတ်တာတော်လေးပဲသူကနေကျင်တာဆရာကြီးဥရွှေအောင်ပြောတာလေးလည်းဦးဇင်းကသဘောကျတယ်ပြင်းနေဆိုတာတဏှာတစ်မျိုးပဲတဲ့တတ်တာတဲ့သဘောလေးကိုသူမမောတာတဲ့ကဲဘယ်လောက်လေးနေတဲ့သဘောရှိတော့ပြင်းနေဆိုတာလောဘတစ်မျိုးပဲနော်တတ်တာနေရတာလေးကိုသူဘာဖြစ်နေလဲကြားအိနေတာဟုတ်တယ်မို့လားဒါကရှုထောင့်တစ်မျိုးအခုပြောတဲ့ဦးဇင်းပြောတဲ့ဝီရရဲရင်ချင်းဆိုတာအလုတ်ကိုမကြောက်ဘူးလှုပ်လိုက်မှာပဲပင်ပန်းတယ်ဘာဖြစ်တော့ပင်ပန်းတာမကြောက်မောတယ်မောဘာဖြစ်တော့မကြောက်နားတယ်နားဘာဖြစ်တော့မကြောက်ဟောမကြောက်မှလူကလှုပ်တာခုဒီကမ္ဘာတို့ဦးဇင်းတို့မလှုပ်ဘူးဆိုတာမလှုပ်ရဲဘူးဆိုတာလေးပါထည့်ဖို့ကောင်းပြင်းတယ်ဆိုတာဘာလို့မလှုပ်ရဲဘူးလှုပ်ကိုကြောက်နေတာဟုတ်တယ်မို့လားဒီဝိရိယဆိုတာဘာလို့ရဲရင်တဲ့သူတွေရဲ့လုပ်ငန်းပဲတကယ်တမ်းကတော့ဟုတ်လားခုသူရဲရင်တယ်နော်ဘာမှသူထက်ပြီးတော့မတွက်ဘူးဟုတ်လားအကုန်လုံးသူကတ်သွားပြီသူဘာမှမလုပ်နိုင်တော့ဘူးအဲ့ဒါကိုပဲသူကမကြောက်သေးဘူးဒီတိုင်းပဲအဲ့ဒီတော့ဘယ်လိုကမမေးပဲကိုနေလို့မရဘူးငါတွေ့သည်မြလူတွေထဲမှာသင်ဟာအထူးခြားဆုံးပဲတဲ့လူတွေကအားလုံးတရားမှာကြောက်တဲ့လူကြီးပေါ့သင်ဘာလို့တရားမှာမကြောက်တာတော့အဲ့လိုပြောတဲ့အခါကျတော့မင်းသားကဘာပြောဆိုတော့ငါတရားမှာဘာကြောင့်ကြောက်ရမှာတော့တဲ့တတ္တဝါတဘောရလာရင်တခါတော့တရားသမီးပဲတဲ့အခုမသေးရရင်လည်းနောင်တရားမှာပဲတဲ့နှစ်ကြိမ်တရားတယ်လို့မရှိဘူးတဲ့တစ်ကြိမ်ပဲတရားတာဒါကြောင့်သေခြင်းတရားကိုကြောက်စရာမလိုကြောက်လည်းပဲလွတ်မှလည်းမဟုတ်ဟုတ်လားဒါကငါမကြောက်ခြင်းရဲ့အကြောင်းတစ်ခုနောက်ထပ်မကြောက်ခြင်းရဲ့အကြောင်းတစ်ခုကငါရဲ့ဘိုက်ထဲမှာဝရစိန်လက်နဲ့လိုဟာမျိုးရှိတယ်တဲ့တကယ်လို့သင်ငါ့ကိုစားမယ်ဆိုလို့ရှိရင်ငါတယောက်တည်းသေမှာမဟုတ်ဘူးသင်လည်းပဲအဲ့ဒီဝရစိန်လက်နဲ့ကိုစားမိတဲ့အတွက်ကြောင့်မကြည်တဲ့အတွက်ကြောင့်သင်လည်းပဲသေလိမ့်မယ်လို့ပြောတယ်တဲ့ဝရစိန်လက်နဲ့ဆိုတာသူကပညာကိုရည်ရွယ်ပြီးတော့ပြည့်ရင်နဲ့ပြောတာဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့ဘလူကဒီလောက်ရဲရဲနဲ့လူချင်သေးပေါ့ဟုတ်လောက်တယ်သူ့ရဲ့အသားကိုပဲနောက်စိလောက်စားမယ်ဆိုတော့ငါကြည်မှာမဟုတ်တော်တော်ကိုလန့်သွားတယ်သူ့ကိုတစ်ဖက်ကတတိုးမှမကြောက်ဘူးဆိုတော့တစ်ဖက်ကဒါကြောက်ရတဲ့သဘောရှိတာတခါလေဦးစင်းစဉ်းစားကြည့်ပါလေနော်စိတ်ချင်းခွန်အားပြိုင်တဲ့သဘောမျိုးလည်းရှိတယ်ပေါ့စိတ်ကလုံးဝမကြောက်ဘူးဆိုရင်ဒီမှသာတည်ရောသူကတော့မရှုံးဘူးလို့ဆိုရတယ်ဟုတ်တယ်မဟုတ်လားမကြောက်ဘူးအဲ့ဒါနဲ့ဘလူကကင်ဟုတ်ပြီတဲ့သင်ဟာအလွန်ထူးခြားတဲ့လူအလွန်ရဲချင်းတဲ့လူသင်ကငါမစားဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကငါ့ကိုမစားတာလောက်နဲ့ငါမရသေးဘူးတဲ့သင်ဟာအရင်ဘဝကယုံညံ့တာတွေလို့အခုယုံညံ့တဲ့သူတစ်ပါးရဲ့သွေးသားကိုစားတဲ့ယုံညံ့တဲ့အမျိုးမှဖြစ်ရတာဒါကြောင့်သင်ကိုငါးပါးသီလအကြောင်းပြောမယ်ဆိုတော့သူသီလပြောတယ်တရားဟောသေးတယ်တဲ့ဘလူကိုယဉ်ကျေးသွားစေသေးတယ်လို့ဆိုတယ်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီယဟန်ကိုအဲ့ဒီဇတ်တော်ကိုပြောပြတာဘာအကြောင်းကြောင့်မှတွန့်ဆုတ်တယ်ဆိုတာမရှိဘူးဆုံးနစ်တဲ့စိတ်မရှိဘူးဒါကြောင့်ဒီဟာလေးနဲ့နှိုင်းယှဉ်ပြီးတော့ဦးဇင်းကတွေးကြည့်သေးတယ်လားဒီမင်းသားဒီဘာကိုမှမကြောက်တယ်လို့ဒကာတော်မတို့ဦးကြီးတွေဟာလည်းပဲကိုလို့ရမယ့်အလုပ်ကိုမကြောက်ဘူးဆိုလို့ရှိရင်အလုပ်ခကြီးမတွင်ပေဘူးလားတွင်တယ်နော်ဒါကြောင့်မိသက်ပေါင်းတို့လုံလဝရိယကိုဘက်စုံတောင်းဆောင်ကနေစဉ်းစားပြီးတော့ရှိအောင်ကြိုးစားရမယ်哦ဒါကြောင့်ခုနတုန်းကလုံလဝရိယရဲ့အတိပ္ပယ်လေးတွေကိုလည်းဦးဇင်းကမမေ့သေးချင်ဘူးဟုတ်လားဆရာကြီးဥရှိအောင်ပြောတယ်နော်ပြင်းတယ်ဆိုတာတတ်တာမှုကိုမမောနေတဲ့လောဘတစ်မျိုးဆိုတဲ့စကားဟုတ်လားပြင်းနေတယ်ဆိုတာအလုတ်ကိုကြောက်နေတယ်ဆိုတဲ့သဘောဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့မမောလို့ပဲပြင်းပြင်းကြောက်လို့ပဲပြင်းပြင်းပြင်းနေရင်တော့ကိုရခြင်းတဲ့အကျိုးကျေးဇူးကိုမရနိုင်ဘူးလုံမတာနဲ့ရနိုင်ပဲပေါ့ဒါကြောင့်ဤဆုံးတောင်းဆောင်ကနေပြီးတော့လုံလဝရိယရှိဖို့အတွက်တွေးရကြဖို့မလိုဘူးလားလိုတယ်နော်ဒီနေ့မှာဦးဇင်းတို့အင်္ဂုတ္တပါဠိတော်အထက်ကနိပတ်မှာကုတိတရမဝိထုသုတ်တံဆိုတဲ့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကပြင်းကြီးကြတဲ့ပုဂ္ဂိုလ်တွေရဲ့အတွေးဝရိယရှိကြတဲ့ပုဂ္ဂိုလ်တွေရဲ့အတွေးကိုခွဲခြားပြီးတော့ပြောထားတာအဲ့ဒီသုတ်တံလေးကိုလည်းပဲဦးဇင်းကသဘောကျတယ်ကိုယ်နဲ့လည်းပဲအရန်တိုက်ဆိုင်တယ်ပေါ့နော်လူတိုင်းနဲ့လည်းတိုက်ဆိုင်မလို့ထင်ပါလေနော်အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကပြင်းခြင်းရဲ့အကြောင်းဝရိယရှိခြင်းရဲ့အကြောင်းတရားတွေကတူးနေတယ်ဒါပေမဲ့တွေးတာကပဲမတူတာဆိုလိုတာကဒီအကြောင်းကိုပဲအကြောင်းပြုပြီးတော့ပြင်းခြင်းလည်းရတယ်ဝရိယဖြစ်ခြင်းလည်းရတယ်အကြောင်းတရားကတော့ဒါပဲကိုတွေးလိုက်တာပုံမှာမူတည်ပြီးတော့ပြင်းတဲ့ရလတ်ထွက်လာမလားသို့မဟုတ်ဝရိယရလတ်ထွက်လာပါလားဒါကိုအတွေးပေါ်မှာမူတည်တယ်ဟော
ဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ပြည့်ရည်ခြင်းကိုဖြစ်စေတဲ့အကြောင်းတရား၈မျိုးလုံလဝရိယကိုဖြစ်စေတဲ့အကြောင်းတရား၈မျိုး၈မျိုးကတော့အတူတူပဲအဲ့ဒါလေးကိုပေးတဲ့ပေါင်းတော့မှတ်ကြည့်မယ်နော်ဓမ္မပြည့်ရည်ခြင်းရဲ့အကြောင်းပါပြောတော့နော်ယဟန်တွေကိုအဓိကထားပြီးတော့ဟောတာပါဒီသုဒ္ဓယဟန်တို့တဲ့ယဟန်တစ်ပါးနဝကမ္မအလုပ်တစ်ခုအမှုတစ်တစ်ခုအလုပ်တစ်ခုလုပ်ရတော့မယ်ကိစ္စတစ်ခုပေါ်လာတယ်ပေါ့အလုပ်လုပ်ရတော့မှဆိုရင်သူဘယ်လိုစဉ်းစားတော့ဆိုတော့ငါအလုပ်လုပ်ရတော့မှဒါကြောင့်အလုပ်လုပ်ရရင်တော့ပင်ပန်းမှာဒါကြောင့်အလုပ်မလုပ်ရသေးခင်မှာငါကောင်းကောင်းအနားယူမှဖြစ်မယ်လို့သူစဉ်းစားရတယ်ဟောအလုပ်လုပ်ရတော့မယ်ဆိုတော့မလုပ်ခင်မှာမလုပ်ဘူးနာကြိုးပြီးတော့အနားယူထားမယ်လုပ်တဲ့အချိန်မှာဒီအောင်လုပ်နိုင်အောင်ဘောသူသဘောကဟုတ်လားမလုပ်ရသေးဘူးဟုတ်လားအလုပ်နဝကမ္မအလုပ်တစ်ခုနော်လုပ်ရတော့မယ်ဆိုတာကိုသိလို့ကြိုးပြီးတော့သူနားယူထားတာအဲ့ဒါအလုပ်ကိုသူမလုပ်ဖြစ်ဘူးတစ်ချက်ဒါကအလုပ်ကိစ္စတွေပြီးသွားပြီနဝကမ္မအလုပ်ကိစ္စအမှုသစ်တွေပြီးသွားပြီပြီးသွားတော့သူကဘယ်လိုရှင်းတာတော့ငါဟိုတနေ့ကမှအလုပ်တွေအများကြီးလုပ်တာပင်ပန်းနေသေးတယ်ဒါကြောင့်ငါအနားယူလိုက်အောင်မယ်လို့စဉ်းစားတယ်တဲ့ကဲနှစ်ချက်ရှိသွားပြီနော်အလုပ်တွေမလုပ်ခင်တော့လည်းပဲအလုပ်တွေလုပ်ရလဲဦးမယ်ဆိုတဲ့အတွေ့နဲ့သူပြင်းနေတာအလုပ်တွေလုပ်ပြီးပြန်တော့လေအလုပ်လုပ်ပြီးပင်ပန်းနေသေးတယ်ဆိုပြီးတော့ပြင်းနေတာဟောနှစ်ချက်ရှိပြီနောက်တစ်ချက်ပါပြောလို့ဆိုတော့ခဏနေရင်ငါခီးသွားတော့မှာဟောခီးသွားကနေအတွေ့လေးအဲ့တော့ခီးသွားလို့ရှိရင်နည်းနည်းတော့ပင်ပန်းလိမ့်မယ်ဒါကြောင့်ခီးမသွားခင်ငါနားအောင်မှဖြစ်မယ်ခီးမသွားခင်ဘာလုပ်မလဲနားမယ်တဲ့အဲ့ဒါနဲ့သူတာပဲအိတ်တယ်ပေါ့ဟောခီးကပြန်လာပြီခီးသွားတယ်ရှိလို့သွားလာပြီးတော့ပြန်လာပြီဆိုတော့ငါခီးရောက်မဆိုင်ပဲရှိသေးတယ်ဒါကြောင့်ငါနားလိုက်အောင်မယ်တဲ့ဟောမသွားခင်လည်းနားတယ်ပြန်လာတော့လည်းနားတယ်ဘယ်နှပါးရှိတော့၄ပါးရှိပြီဒါပြင်းတဲ့ပုဂ္ဂိုလ်ရဲ့အတွေးပေါ့နော်နောက်တစ်ချက်ကယန်းတွေကိုဟောတာဆိုတော့ဆွန့်ခံသွားတဲ့အခါကျတော့အရှင်ကသိမ့်မပြေဘူးစွန့်ဟင်းကကောင်းအောင်မရဘူးနော်ကိုယ့်ရဲ့စိတ်တိုင်းကြဝဝလင်းနေနော်စိတ်တိုင်းကြမရခဲ့ဘူးပေါ့အဲ့ဒါသူကဘယ်လိုစဉ်းစားတော့ဆိုတော့ကောင်းကောင်းမွန်မွန်စားတော့တာမရှိဘူးဒါကြောင့်နည်းနည်းငါအားနေနေတယ်ဒါကြောင့်ငါတက်တာလို့နေလိုက်ဦးမယ်လို့စဉ်းစားတယ်တဲ့ဟောပြီးဘဝမစားရတော့လည်းပဲမစားရလို့မို့နားတယ်တဲ့ဟောနောက်တစ်ခါကျတော့ဆွန့်ခံသွားတာအရင်ဆင်ပြေတယ်ဆွနေဟင်းဒီအများကြီးကြပြီးတော့သူဝဝလည်းနဲ့စိတ်တိုင်းကြစားရတော့ရတယ်အဲ့ဒီစားတော့ပြီးတဲ့ခါကျသူဘယ်လိုစဉ်းစားဆိုတော့ငါဘိုက်တော်လေးနေတယ်တဲ့ဟုတ်လားနောက်စားတော့ပြီးတော့ဗါလဲတော့ဘိုက်တော်လေးနေတယ်တဲ့အဲ့တော့ကြောင့်မလို့ငါနားလိုက်အောင်မယ်ဆိုတော့သူ့ရဲ့တွေ့ကြုံရတဲ့အကြောင်းအရာတွေကိုသူကပြင်းဖို့ပဲသူကတွေးတာဟုတ်တယ်မဟုတ်လားကောင်းကောင်းမစားတော့လည်းမစားလို့မို့နားလိုက်အောင်မယ်စားတော့လည်းပဲစားလို့မို့နားလိုက်အောင်မယ်ဟုတ်စဉ်းစားနော်ဘယ်နှချက်ရှိတော့6ချက်ရှိသွားပြီနောက်တတွဲကဘာပြောတော့ဆိုတော့ကျမ်းမာရေးမကောင်းတဲ့ခါကျတော့ငါကျမ်းမာရေးမကောင်းဘူးတော်တော်အားနေနေတယ်အဲ့တော့ငါတက်တာလို့နေလိုက်အောင်မယ်ဟောကျမ်းမာရေးမကောင်းတဲ့အချိန်မှာဒကာမတို့ဦးဇင်းတို့ဘယ်လိုနေကြတာတက်တာလို့ပဲနေကြတာနော်စကံပွဲသွားမယ်ဆိုရင်ကျမ်းမာရေးမကောင်းမှုဆိုရင်ဘယ်သူမှသွားဖို့ကိုစိတ်ကူးမှာမဟုတ်တယ်မို့လားကျမ်းမာရေးမကောင်းခြင်းကတရားဘာဝနာအလုပ်ကိုအားထုတ်ဖို့အတွက်သူကတော့ခိုင်လုံတဲ့အကြောင်းပြချက်ကြီးတစ်ခုလို့တောင်းထင်ကောင်းထင်မယ်နော်ကျမ်းမာရေးမကောင်းတဲ့အချိန်မှာတရားဘာဝနာအလုပ်မလုပ်တာကတော့ခိုင်မာတဲ့အကြောင်းပြချက်လို့တောင်းထင်ကောင်းထင်မယ်ဟုတ်တယ်မဟုတ်လားကိုအဲ့လိုစဉ်းစားတာသူကကျမ်းမာရေးမကောင်းဘူးဒါကြောင့်အားနည်းနေတယ်ဒါကြောင့်နားလိုက်အောင်မယ်အခါကျမ်းမာရေးကောင်းသွားပြီဆိုတော့ဟုတ်လားကျမ်းမာရေးကောင်းသွားသူဘယ်လိုစဉ်းစားတော့ဆိုတော့ငါအခုမှနလန်ထစားပဲရှိသေးတယ်နလန်ထတာပဲရှိသေးတဲ့အခါကျတော့ငါဘာလို့အနားယူလိုက်အောင်မယ်အကိုင်သူဟာလုံးမဲ့စခန်းကိုမပါဘယ်နှတွဲတော့၄တွဲ၈ပါးပြောတာเนาะဒါမြတ်စွာဘုရားဟောထားတာเนาะအမှုသစ်တွေပေါ်လာတယ်အမှုသစ်တွေလုတ်ပြီးသွားပြီเนาะခရီးသွားခွင့်ကျုံလာတယ်ခရီးကပြန်လာတယ်เนาะစွန့်စားလို့အရှင်မပြေဘူးစွန့်စားလို့အရှင်ပြေတယ်เนาะနေမကောင်းထိုင်မသာဖြစ်တဲ့ယောဂပြောက်သွားတယ်၈မျိုးသလုံးမှာသူဘလို့တွေးလိုက်တာတော့ပြင်းဖို့ပဲတွေးလိုက်တာဝရိယရှိတယ်လို့ကျတော့အဲ့လိုမဟုတ်ဘူးတဲ့ဆန့်ကျင်ဘက်အမှုသစ်တွေပေါ်လာပြီဆိုရင်ဘာစဉ်းစားတော့အလုံးလုံးမဲ့ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနှလုံးသွင်းဖို့တိတ်မလွယ်ဘူးတဲ့ဒါကြောင့်အဲ့ဒီအလုံးကိစ္စတွေမရှုပ်သေးခင်မှာငါကြိုးစားပြီးတော့တရားအထုတ်ထားမှဖြစ်မယ်လို့သူစဉ်းစားတယ်တဲ့အဲ့ဒါကြောင့်သူကြိုးစားတယ်တဲ့တွေးပုံကလေးကိုပြောင်းဖို့ပဲလိုတာနော်တခါကြီးမိုင်းများဟုတ်လားအလုပ်ကိစ္စတွေဆောင်ရွက်လို့ပြီးသွားပြီရှင်ငါဟိုတနေ့ကအလုပ်ကိစ္စတွေလုပ်နေတော့ဘာမှတရားကိုငါထိထိရောက်ရောက်မလုပ်ခဲ့ရဘူးဒါကြောင့်အဲ့ဒီအလုပ်တွေပြီးသွားပြီအကိုင်ခုမှပဲငါအေးစီစီတရားအထုတ်တော့မယ်ဆိုအထုတ်တယ်လုပ်တယ်တွေးဖို့မတူဘူးနော်အတွေ့အကြုံကတော့အတူတူပဲတွေးဖို့မတူတာနဲ့ဟိုတယောက်ကတော့ပြင်းသွားဒီတယောက်ကတော့အလုပ်လုပ်တယ်
ဟုတ်လားအဲ့လိုပဲခရီးသွားခွင့်ကျုံလာပြီခရီးသွားတော့မရှိသူပါစဉ်းစားတော့ဟောခရီးသွားရင်ဘာတွေတွေ့မယ်ဘာတွေဖြစ်မယ်လို့မသိဘူးဒါကြောင့်ခရီးမသွားရသေးခင်မှာငါဒီအလုပ်ကိုဇောက်ချပြီးတော့လှုပ်ထားမှဖြစ်မယ်လို့သူကစဉ်းစားပြီးတော့အလုပ်လုပ်တယ်တဲ့တရားလုပ်ကိုပြောတာနော်ခရီးကပြန်လာပြီဆိုတော့သူဘယ်လိုစဉ်းစားတော့ငါခရီးတွေလျှောက်သွားနေတာနဲ့ခပ်ပေါ့ပေါ့ပဲနေခဲ့မိတယ်နော်ထိရအောင်ငါတရားအလုပ်ကိုမလုပ်ခဲ့ရအောင်တော့ခရီးကပြန်လာပြီဆိုတော့ငါအေးသွားတယ်အဲ့လိုဆိုရင်တော့ငါအလုပ်လုံးမှဖြစ်မယ်ဆိုသူလုပ်တယ်တဲ့အဲ့လိုပဲဦးဇင်းတို့ဆွမ်းခံသွားတာအဆင်မပြေဘူးဆွမ်းစားလို့အဆင်မပြေဘူးအဲ့တော့သူကဘယ်လိုစဉ်းစားလို့ဆိုတော့စားမကောင်းတော့မှငါခန္ဓာကိုပို့ပြီးတော့ပေါ့ပါနေတယ်ဒါတရားအလုပ်အထုတ်ဖို့နဲ့အရန်တင့်တော်တယ်ပေါ့ဒါကြောင့်ငါပေါ့ပါတရားအထုတ်မယ်လို့စဉ်းစားတယ်စားလို့ကောင်းပြီကဲဤစုံလို့အကုန်လုံးအစင်တပြေလို့စားလို့တောက်လို့ကောင်းပြီဆိုသူဘယ်လိုစဉ်းစားတော့အခုမှငါအားပြည့်တဲ့အတွက်ကြောင့်ငါထိထိရောက်ရောက်တရားကိုလုံးမယ်လို့သူစဉ်းစားတယ်တဲ့စဉ်းစားပုံလေးကွာသွားတာနော်အဲ့ဒါနဲ့ဦးဇင်းတို့ဗာကျန်နေတော့ကျမ်းမာရေးဟုတ်လားကျမ်းမာရေးကြသူဘယ်လိုစဉ်းစားတော့ဆိုတော့ဩငါအခုယောဂဖြစ်တယ်ဒီယောဂကသေမြန်းသေသွားလိမ့်မလားမသိဘူးတကယ်လို့သေသွားလို့ဆိုရင်ငါဘာမှလုံးနိုင်မှာမဟုတ်ဒါတဲ့ဆိုးသွားမယ်ဆိုရင်ငါအထုတ်ဖို့ခွင့်ရလန်းနည်းသွားလိမ့်မယ်ဒါကြောင့်ဒီယောဂဖြစ်နေတဲ့အချိန်မှာပုံမဆိုးသေးခင်မှာငါအကြီးကြီးလုံးဝဖြစ်မယ်ဆိုပြီးတော့လုပ်တယ်တဲ့ယောဂပျောက်သွားပြီဆိုတော့ဘယ်လိုစဉ်းစားတော့တော်ပါသေးရဲ့မသေးကောင်းမပျောက်ကောင်းယောဂဖြစ်နေတော့ငါဘာမှမလုပ်ခဲ့ရဘူးဒါကြောင့်ယောဂပျောက်သွားပြီနောက်တစ်ချိန်ဒီလိုယောဂတွေမဖြစ်ဘူးလို့လည်းမဆိုးနိုင်ဘူးငါလုံးဝဖြစ်မယ်ဆိုပြီးတော့သူကြိုးစားတယ်တဲ့အဲ့တော့ဦးဇင်းစိတ်ဝင်စားတာကမြတ်စွာဘုရားရဲ့ဒေသနာဉာဏ်ကိုအံ့ဩတာပါပြင်းတဲ့လူကလည်းပဲဒီရှိချက်ကိုပဲကြည့်ပြီးတော့ပြင်းသွားတာလှုပ်တဲ့လူကပဲဒီရှိချက်ကိုပဲကြည့်ပြီးတော့လှုပ်သွားတာတကူဘလို့တွေးလိုက်တာတော့အဲ့ဒါကကိုယ့်ရဲ့ဝရိယသို့မဟုတ်ပြည့်ရခြင်းတမျိုးမျိုးကိုဖြစ်စေတယ်ပေါ့ဒါကြောင့်ဒီဒေသနာလေးကိုပေးသက်ပေါင်းတော့မှတ်သားထားဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်ပြင်းခြင်းလည်းကိုယ်ပဲလှုပ်ခြင်းလည်းကိုယ်ပဲဒါကြောင့်ပေးသက်ပေါင်းတော်ကောင်းလို့မပြည့်ခြင်းရဲ့အပြစ်ဝရိယရဲ့အကျိုးကျေးဇူးတွေကိုအများကြီးစဉ်းစားပြီးတော့ဝရိယကိုထက်သန်အောင်မြင့်တင်ရမယ်ပေါ့ဟုတ်လားဦးဇင်းခုဆက်ပြီးတော့ဗာပြောခြင်းတော့ဆိုတော့အဲ့ဒီလောက်တန်ဖိုးကြီးမားတဲ့ဝရိယဓာတ်ဝရိယတရားဝရိယပါရမီတွေဟာဘယ်တရားလျင်ဤသောအကြောင်းတရားရှိတဲ့လေဘာကြောင့်ဖြစ်ရတယ်လဲဝရိယရဲ့အကြောင်းတရားကိုသိလို့ရှိရင်ဝရိယဖြစ်ခြင်းအဲ့ဒီအကြောင်းတရားကိုစီးပူးလိုက်ဖို့ပဲလေဟုတ်တယ်မဟုတ်လားဒါကအကြောင်းအကျိုးကိုသိတယ်ဆိုတာကအလွန်ထက်သန်တဲ့ပညာတစ်မျိုးပေါ့အဲ့တော့ဒီဝရိယဘာလို့ဖြစ်တာတုံးဆိုတော့ကိုရှင်တို့နိက္ခမပါရမီတုံးကဖျောက်မှုဒီဘာကြောင့်ဖြစ်တယ်လဲဆိုတော့တံဝေကဗတ္တဌာနထိတ်လန့်မှုတံဝေကလည်းဤသောအကြောင်းရှိတယ်လို့ပြောခဲ့တာမှတ်မိကြသေးလားမသိဘူးအခုလည်းပဲဒီဝရိယရဲ့ဤသောအကြောင်းကတံဝေကပဲဖြစ်နေတယ်တံဝေကဗတ္တဌာနထိတ်လန့်မှုဆိုတဲ့တံဝေကဒီဝရိယဖြစ်ခြင်းရဲ့ဤသောအကြောင်းလို့ဆိုတာထိတ်လန့်မှကြောက်ရွံ့မှလောက်တာဟုတ်ရဲ့လားဆိုကြပါစို့ဒါကတရားဘာဝနာအလုပ်ကိုအဓိကဦးဇင်းတို့ဥတည်ပြီးတော့ပြောတာဆိုတော့တရားဘာဝနာအလုပ်ကိုဘာကြောင့်လုပ်လဲလို့မေးလို့ရှိရင်ဒီဒုက္ခတွေဟာကြီးမားလာတယ်ဒါကနေငါတို့ဗမြောက်အောင်လုံးဝဖြစ်မယ်ဆိုပြီးတော့ဒီဒုက္ခတွေရဲ့အပေါ်မှာဒီဘဝရဲ့အပေါ်မှာတော့ကြောက်ရွံ့မှုထိတ်လန့်မှုဆိုတာရှိမှသူကြိုးစားတာတော့တံဝေကမရှိရင်ဝရိယဆိုတာမဖြစ်နိုင်ဘူးထက်သန်တဲ့ဝရိယဆိုတာမဖြစ်နိုင်ဘူးနည်းနည်းလောက်ပဲလုပ်မယ်ပေါ့နည်းနည်းလောက်ပဲလန့်လာဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဿဘောင်းတော်တို့ဝရိယရဲ့ဤသောအကြောင်းတရားဟာဘာလဲလို့မေးရင်တံဝေကပဲဒီနေ့မှာဦးဇင်းတို့မင်းကွန်းဆရာဘုရားကြီးကတော့ဝရိယနဲ့ပတ်သက်ပြီးတော့သူပါပြောပြလဲဆိုတော့နောက်ကလေးတယောက်ကိုတဲ့စာမိုးဝဲဖြည့်တဲ့နေရာမှာစာကြက်ချင်းစိတ်ပေါက်အောင်သူ့ကိုဘယ်လိုပြောရအောင်ဆိုတော့နောက်စာမိုးဝဲအောင်မှမင်းလူရဝဲမင်းအစီဝါရေးပါရေးလုပ်ငန်းကိုင်ကအကုန်လုံးအဆင်ပြေမင်းဟုတ်လားဒီစာမိုးဝဲအောင်မှရရှိလာမဲ့အကျိုးရလဒ်တွေကိုပြောပြခြင်းအပြင်ဒီကလေးရဲ့ဝရိယကိုထက်သန်အောင်နှိုးဆော်ပေးနိုင်တယ်ဒါကအကျိုးကျေးဇူးကိုပြပြီးတော့ဝရိယဓာတ်ကိုဖြစ်အောင်အားထုတ်တာအဲ့လိုပဲကိုယ်လည်းပဲတရားဓမ္မတို့ဦးဇင်းတို့တရားဘာဝနာအလုံးနဲ့ပတ်သက်ပြီးတော့ဝိရိယဓာတ်ကိုမြင့်တင်ခြင်းဆိုရင်ဒီတရားအလုပ်ကိုလုပ်လို့ရှိရင်ဘယ်လိုကောင်းကျိုးချမ်းသာတွေရနိုင်လဲဆိုတဲ့အကျိုးကျေးဇူးများစွာကိုနှလုံးသွင်းရမယ်အကျိုးကျေးဇူးကိုမြင်လူတွေဟာလည်းလှုပ်ချင်စိတ်ပေါက်ဒါလည်းရှုထောင့်တစ်မျိုးခုနကတော့ပြောတဲ့ရှုထောင့်ကသူကအဲ့လိုမဟုတ်မလုပ်လို့ရှိရင်တွေ့ကြုံရမယ့်ဆင်းရဲဒုက္ခနော်ဒီအလုပ်ကိုမလုပ်လို့ရှိရင်ဝိရိယမရှိလို့ရှိရင်ရင်ဆိုင်ရမယ့်ဆင်းရဲဒုက္ခအဲ့ဒီဆင်းရဲဒုက္ခတွေကိုစဉ်းစားတာအဲ့တော့သူကထိတ်လန့်မှုကြောက်ရွံ့မှုနဲ့ရှင်တဲ့ဝရိယခုနကတော့အကျိုးကျေးဇူးကိုရလိုတဲ့စိတ်နဲ့ရှင်တဲ့ဝရိယနှစ်ခုသလုံးဝရိယကိုတော့ဖြစ်စေတာရှိပဲသဘောပေါက်ရလားဦးဇင်းပြောတာအောင်တော့အကျိုးကျေးဇူးကိုမြင်ရင်လည်းလှုပ်ချင်သိရှိတယ်မလှုပ်ရင်ဖြစ်လာမဲ့
ဒုက္ခတွေဆင်းရဲတွေကိုမြင်ရင်လည်းလှုပ်ချင်သိရှိတယ်ဒီနေရာမှာအကျိုးကျေးဇူးကိုမြင်လို့လှုပ်တဲ့ဝိရိယထက်မလှုပ်ရင်ဆင်းရဲမယ်ဆိုတာကိုမြင်လို့ဖြစ်တဲ့ဝိရိယကပို့ပြီးတော့ထက်သန်မလို့ဆိုနိုင်တယ်ဘာလို့လဲဆိုတော့ပေတ္တတို့ကိုဥမာဦးဇင်းတို့တစ်ခုပြောပြမယ်ကြားတဲ့ကောင်ကသမင်တဲ့ကောင်ကိုလိုက်တယ်လို့ဆိုကြပါစားဖို့လို့လိုက်တယ်နော်ဘုရားသမင်ကရှိကနေအသက်လူပြီးတော့ပြေးတယ်နောက်ကကြားကတော့စားရဖို့ဆိုပြီးတော့အာသုံးခွန်ဆိုင်လိုက်တယ်ဘုရားသမင်လည်းပြေးနေတယ်ကြားလည်းပြေးနေတယ်နော်သမင်ကလည်းပြေးတယ်ကြားလည်းပြေးတယ်အဲ့ဒီသမင်နဲ့ကြားမှာဘယ်သူကပို့ပြီးတော့ပြေးမယ်လို့ထင်လဲတဲ့ဘယ်သူကပို့အားဆိုင်ပြီးတော့ပြေးမယ်လို့ထင်လဲတဲ့သမင်ကပို့အားဆိုင်ပြီးတော့ပြေးမှာပေါ့ပေါင်းတော့သူကရှော့လိုက်ရင်သေမှာလေဟုတ်တယ်မဟုတ်လားကြားကရှော့လိုက်ရင်မစားရတာပဲရှိမယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ကြားကလိုက်တယ်ဆိုတာကအကျိုးရလဒ်ကိုလိုချင်လို့လိုက်တာသူပြေးတာကအကျိုးရလဒ်ကိုလိုချင်လို့ပြေးတာသမင်ပြေးတာကမပြေးရင်ဒုက္ခရောက်မှာမို့လို့ပြေးတာမတူဘူးနော်ပြေးတော့ပြေးကြတာပဲနှစ်ကောင်သလုံးတကောင်ကရကျင်လို့ပြေးတာတကောင်ကကြောက်လို့ပြေးတာရကျင်လို့ပြေးတာနဲ့ကြောက်လို့ပြေးတာနဲ့ကြောက်လို့ပြေးတာကပို့ပြီးတော့ထက်တန်တယ်ဒါကြောင့်ဝရိယရဲ့အနည်းဆုံးအကြောင်းတရားသည်ထိတ်လန့်ခြင်းတံဝေကလို့ပြောတာသဘောပေါက်ရလားဒါကြောင့်ပိဿပေါင်းတော်တို့ထိတ်လန့်မှုရှိအောင်ကိုဟာအများကြီးစဉ်းစားတတ်ရမယ်အဲ့တော့ထိတ်လန့်မှုရှိအောင်ကဘယ်လိုစဉ်းစားရမှာတော့အရှင်ရဲ့အမှန်ကတဘာဝတရားတွေကိုသာစဉ်းစားအမှန်တိုင်းပဲစဉ်းစားထိတ်လန့်တဲ့ညာအလိုလိုရမယ်ဒါကဘယ်လိုအတိတ်ပဲပေါက်သွားတော့ဆိုတော့မထိတ်လန့်မှုဆိုတာကဒီအမှန်တွေကိုမသိလို့မထိတ်လန့်တာနော်ထိတ်လန့်မှုအတွက်တမင်ရှားကြံပြီးတော့လှုပ်ကြံလီးဆဲပြီးတော့စဉ်းစားနေတဲ့အကြောင်းမရှိဘူးနော်အမှန်တရားကိုသာစဉ်းစားတဘာဝတရားကိုသာစဉ်းစားထိတ်လန့်တဲ့ညာအလိုလျောက်ရမယ်တော့ကျန်တဲ့အချိန်မထိတ်လန့်မှုဆိုတာအမှန်တရားတဘာဝတရားတွေနဲ့တခါမှတော့ဥရှင်ရှိကဝေးကွာနေတယ်နှလုံးမသွင်းကြဘူးဒါကြောင့်ဥရှင်တို့ကျမ်းစာတွေထဲမှာထိတ်လန့်မှုတန်ဝေကဆိုတာကိုရကျင်လို့ရှိရဲ့တဲ့စဉ်းစားရမယ့်အချက်၈ချက်ရှိတယ်အဲ့ဒီအချက်၈ချက်ကိုတန်ဝေကဝတ္ထုလို့ဒီလိုပြောတာတန်ဝေကဝတ္ထု၈ပါးရှိတယ်တဲ့အဲ့ဒါဦးဇင်းတို့မင်းကြီးလက်ထက်ကဘုရားကြီးဆရာတော်ဘုရားကြီးဘုရင်ကြီးစီကိုတင်သွင်းတဲ့ကျမ်းစာရှိတယ်တန်ဝေကဝတ္ထုဒိပနိဆိုတော့အဲ့ဒီ၈ချက်ကိုတစ်ခုချင်းစီရဲ့အဓိပ္ပာယ်ကိုအသေးစိတ်ဖွင့်ပြတော့စာအုပ်တော်တော်ကောင်းပါတယ်အဲ့ဒီစာအုပ်ကြီးရှိတယ်တန်ဝေကဝတ္ထုဒိပနိတဲ့တန်ဝေကဝတ္ထုဆိုတာတန်ဝေကရခြင်းရဲ့တရားအကြောင်းတရားဆိုလိုတာကတန်ဝေကဉာဏ်ရင့်တန်ခြင်းတဲ့ဆိုအဲ့ဒီအကြောင်းတရား၈မျိုးကိုစဉ်းစားရပေတဲ့အဲ့ဒီအကြောင်းတရား၈မျိုးကဘာတွေတုံးဆိုတော့ဦးဇင်းတို့မှတ်သားရလွယ်အောင်ဦးဇင်းပြောမယ်နော်ဇာတိစရာဗျာတိမရဏ၄မျိုးဒါအလုံးနားလည်ပြီးသားတတ္တဝါတယောက်ရဲ့မွေးဖွားလာရတဲ့အခြေအနေအထားမွေးဖွားလာရတဲ့အနေအထားမှန်ကိုဒါအများကြီးသိအောင်ကြိုးစားကလလာကြီးကြီးတီးတဲ့ချိန်ကစပြီးတော့အမိဝမ်းကောင်းကကျွတ်လာတဲ့အချိန်ထိစဉ်းစားကြည့်မကောင်းကွက်တခွဲမှမရှိဘူးတကယ်တမ်းကစဉ်းစားကြည့်အဲ့ဒီအနေထားကိုမမေ့နဲ့နော်ဇာတိပြီးရင်ဘာဖြစ်မလို့ဆိုတော့တဖြည်းဖြည်းနဲ့ရင်ရောလာတယ်ဟောင်းနှွမ်းလာတယ်ဟုတ်လားတဖြည်းဖြည်းနဲ့ချွေးမြေလာတယ်မကောင်းတဲ့ဘက်ကိုရှေ့ရှုပြီးတော့သွားနေတာဇရာဟုတ်လားဇရာပြီးရင်ဘာလာမလို့အစဉ်တိုင်းဆိုရင်တော့ဗျာတိပေါ့ဗျာတိဆိုတာကချွေးရင်ချက်တွေများလာလို့မသက်သာတဲ့သဘောခံရခက်တဲ့သဘောတွေထွေးလာတာခန္ဓာကိုယ်ကြီးကဟိုကမကောင်းဒီကမကောင်းတဖြည်းဖြည်းနဲ့နော်ပြိုကွဲတော့မလို့ပြင်းနေတာဆင်းနေတာသူကတပါလဲဆိုတော့ဗျာတိဟုတ်လားပြီးပြီဆိုတော့ဘောတစ်ခုရဲ့အဆုံးသတ်မရဏပျက်စီးသွားတယ်အဲ့ဒီပျက်စီးမှုကိုလည်းတရားတော်တို့ဦးဇင်းတို့အများကြီးစဉ်းစားတတ်ရပဲနော်ဒီပျက်စီးမှုကတတ္တဝါတိုင်းဘဝကိုဖက်တွယ်ထားတာဆိုတော့အရင်ထိတ်လန့်တုန်လှုပ်ပြီးတော့ပဲရှင်ဆိုင်သွားကြတာများတယ်နော်စင်းရဲနဲ့ပဲသူတို့ရှင်ဆိုင်သွားကြတာနောက်တလောကဆရာဝန်တယောက်ရေးတာရှိတယ်မတေဂာနီးမှာတေဂာနီးလူမမာဘာခံစားချက်မှဒုက္ခဝေဒနာမရှိဘူးလို့ရေးတယ်ဒါကြောင့်တေဂာနီးမှာဒုက္ခဝေဒနာတွေခံစားမှမြန်ကြောက်မနေနဲ့စိတ်ကလေးကြည်အောင်ထားနိုင်ရင်ရတယ်လို့သူကရေးတယ်အဲ့ဒါကိုတချို့ဆရာဝန်တွေကလည်းလက်မခံဘူးအဲ့ဒါကိုဒီနေ့ကဆရာဝန်မကြီးတယောက်ကအဲ့ဒီစာကိုဖတ်ပြီးတော့ဦးဇင်းကိုလှမ်းမေးတယ်ဦးဇင်းတေဂာနီးမှာကာယပတ္တာရကအရင်ချုပ်တာလားစက္ခုပတ္တာရကအရင်ချုပ်တာလားတဲ့သူတို့အဘိဓမ္မာတွေကိုလေ့လာထားတာဦးဇင်းကသူမေးရတယ်မဖြေနိုင်ဘူးဟုတ်လားအဲ့တော့ဦးဇင်းကပဲပြန်ပြီးတော့မေးတယ်နေပါအောင်များလို့ခင်ဗျားကမေးတာတော့ကြုံမဖြေနိုင်ဘူးကန်ကျုပ်ကလည်းမေးပါအောင်မယ်လို့စိတ်ပညာအရာတေဂာနီးမှာဒီဒုက္ခဝေဒနာမရှိဘူးဆိုတာဟုတ်သလားလို့ဘယ်သူကတော့မယုံဘူးတဲ့ကိုမသိလို့မှသူတို့မေးတယ်သူတို့ကလည်းပဲမယုံဘူးပြောတယ်ကဘယ်နဲ့လှုပ်လဲတယောက်ကလည်းဒုက္ခဝေဒနာမရှိဘူးလို့ပြောတယ်နောက်တယောက်ကလည်းမယုံဘူးလို့ပြောတယ်
ခုအောင်လန်းစတော်ဘုရားကြီးဟောတာတွေကတော့တေဂာနီးမှာတော့ဇောကျွေးတွေပြန်ပြီးတော့ချွေးသီးချွေးပေါက်တွေကြပြီးတော့အရင်ပင်ပန်းဆင်းရဲတယ်လို့ဟောတာလည်းရှိတယ်တေဂာနီးအနေအထားမှာတတ္တဝတူတယောက်ရဲ့ရင်ဆိုင်ရမယ့်အခြေအနေတွေကအမျက်စွာဘုရားဟောတာကတော့မရဏံပိဒုက္ခံလို့ဟောတာပဲလေသေခြင်းတရားသည်အလွန်ဆင်းရဲတယ်လို့ဟောတာပဲဆင်းရဲတယ်ဆိုတာကလည်းပဲပိုင်းခြားပြီးတော့သိဖို့တော့လိုတာပေါ့ရုပ်ပိုင်းဆိုင်ရာဆင်းရဲလည်းရှိနိုင်တယ်လို့ပုထုဇဉ်တွေနဲ့စိတ်ပိုင်းဆိုင်ရာဆင်းရဲကတော့အကြီးအကျယ်ရှိနိုင်တယ်သူကြပါဆိုခုနတုန်းကဆရာဝန်ကြီးပြောတယ်လို့ရုပ်ပိုင်းဆိုင်ရာဒီကနေ့အနေထားလေးမှာသူကအစာရင်းတာတအားနာကျင်မလို့တည်တော့မယ်ဆိုတဲ့အချိန်မှာတော့ပါနာကျင်မှုမှမရှိဘူးလို့သူကတော့အတိအကျပြောတာပဲဒါတော့ဦးဇင်းတို့လည်းပဲဒီကနေ့အနေထားမရောက်ဘူးတော့မသိနိုင်ဘူးသိနိုင်တယ်ဆိုရင်လည်းပြန်ပြီးတော့ပြောနိုင်စရာအခြေအနေမရှိဘူးဟုတ်တယ်မဟုတ်လားဒါတော့ခက်တဲ့ကိစ္စနော်အဲ့တော့ဦးဇင်းပြောချင်တာကရုပ်ပိုင်းဆိုင်ရာအဲ့ဒီဝေဒနာတွေရှိတာမရှိတာကိုတတ်ထားလိုက်နောက်စိတ်ပိုင်းဆိုင်ရာဆင်းရဲတာကတော့တေချာပေါရှိနိုင်တယ်ဘာလို့လဲတရားဓမ္မနဲ့ရင့်ကျက်နေတဲ့ပုံကိုယ်တွေဆိုရင်တော့မရှိနိုင်ဘူးပေါ့များသောအားဖြင့်ဘယ်သူသိခြင်းမလဲအကုန်လုံးကိုပြီးပိုင်းဆွန့်ခဲ့ရပဲမသေးကြမရတဲ့အနာဂတ်ကိုရင်ဆိုင်ရပဲဒါကြောင့်ဒီစိတ်တွေတရားဓမ္မတို့စဉ်းစားနော်အပြီးပိုင်းပြီးရတော့မယ်ငါဒီဘဝကြီးဆိုတာထိတ်လန့်တုန်လှုပ်မှုတောင်းတန်ရုံအတိညာနဲ့သူရင်ဆိုင်နိုင်ဖို့မလွယ်ဘူးဒေါမနတဝေဒနာကတော့တာမန်ပုထုဇဉ်တွေမှာဖြစ်เสียအကြောင်းအများကြီးရှိတယ်လို့ဒါကတော့ဦးဇင်းကတွေးကြည့်တာတော့ထားပါတော့ပြောချင်တာကဘာတော့တန်ဝေကရခြင်းရဲ့အကြောင်းတရား၈မျိုးတွေကအခု၄မျိုးပြောလိုက်တယ်နော်ဘဝတစ်ခုမွေးဖွားလာတဲ့အနေအထားတဖြည်းဖြည်းနဲ့ရင့်ရော်လာတဲ့အနေအထားခန္ဓာကိုယ်ကြီးချွင်းခြင်းတွေများလာလို့နာကျင်ကြိုက်ခဲမှုတွေတွေ့ရကြုံရတဲ့အနေအထားဟုတ်လားပြီးရင်ပုံပုံလဲပြီးတော့ပျက်စီးရမယ့်အနေအထားဒါအဘိဓတ္တဝါမှာရှောင်လို့မရဘူးအစံရှိရှိမရှိရှိပညာတတ်တတ်မတတ်တတ်တိလန်းစင်တိုင်းတွားနေကြတာလူတွေကဟန်နဲ့ပန်းနဲ့နေမလို့ဒီကိစ္စကဘာမှတကယ်တမ်းကဖုံးဖိထားလို့ရတဲ့ကိစ္စမဟုတ်အဲ့ဒီ၄ချက်ကိုစဉ်းစားမယ်ဆိုရင်တေချာပေါတံဝေကရမယ်နောက်ထပ်၄မျိုးကြံသေးတယ်တံဝေကရဖို့အတွက်စဉ်းစားစရာအကြောင်းတရားနောက်ထပ်၄မျိုးကဦးဇင်းတို့ဘာတွေအောင်ဆိုတော့အပေတန်လျာနဲ့ပတ်သက်ပြီးတော့စဉ်းစားရမယ်တဲ့ငရေတရိစံပြေတာအတုကေပဲလေးပေါ့ဘလို့စဉ်းစားရမှာတော့ဆိုတော့ဒီလောက်ကြီးကျယ်တဲ့ဆင်းရဲဒုက္ခနဲ့ငါနဲ့ဟာလက်စမပြတ်သေးဘူးလို့စဉ်းစားရမယ်ဒီလောက်ဆင်းရဲတဲ့ဘဝတွေကိုရောက်သွားနိုင်တဲ့အခြေအနေထားတွေငါမှရှိနေသေးတယ်လို့နော်ဒါကိုစဉ်းစားရင်တန်ဝေကရနိုင်တယ်ဒါကငရေရဲ့ဆင်းရဲဖို့ပရိစ္ဆံဘဝရဲ့ဆင်းရဲဖို့ပရိစ္ဆံဘဝရဲ့ဆင်းရဲဖို့ကဒီခေတ်ကသိကြရင်တော့အရင်လွယ်တယ်လို့ထင်တယ်နောက်ဒီစကားပါဠိတွေကြည့်ပါဠိတွေကြည့်လို့ရှိရင်အရင်ကြောက်စရာကောင်းတော့ပရိစ္ဆံလောကဒီဘာလဲလို့မေးရင်နိုင်ရစားပဲသူတို့တကောင်းကိုတကောင်းဆင်းရဲသွားစီတော့ဆိုတဲ့စိတ်နဲ့မဟုတ်ဘူးဒါကသဘာဝတရားကြီးတိုင်းဒီတိုင်းဖြစ်နေတယ်ကိုအဲ့ဒီတည်းရောက်သွားမှာစဉ်းစားကြည့်ပါနော်ဒီငရေတိဆံပြိတ္တာအတုရကေဒီအပေလေးပုံရဲ့ဆင်းရဲပုံကိုစဉ်းစားတစ်စက်တည်းမှာပဲဒီအခြေအနေစိုးတွေကငါလွတ်မြောက်ပြီလားဆိုတော့မလွတ်မြောက်သေးဘူးထိတ်လန့်မှုတန်ဝေကရနိုင်ခဲ့အောင်အပေလေးပုံကိုစဉ်းစားရင်နောက်ဦးဇင်းတို့6ခုမြောက်စဉ်းစားမယ့်အချက်ကဘာလို့ဆိုအတိတ်တန်လျာတဲ့ကိုယ့်ရဲ့အတိတ်ကာလဖြတ်သန်းခဲ့တဲ့အနေအထားတဘဝလည်းမကနှစ်ဘဝလည်းမကအမျိုးမျိုးအကောင်းတွေရောအဆိုးတွေရောပြီးတော့လည်းပြီးခဲ့တာပဲဒီလိုနဲ့ပြီးခဲ့တာပဲစဉ်းစားကြည့်လိုက်အဲ့ဒါဒီထိတ်လန့်မှုတန်ဝေကကိုရနိုင်စရာအကြောင်းတရားတစ်ခုမျိုးမျိုးကောင်းတာတွေလုပ်လိုက်မကောင်းတာတွေလုပ်လိုက်ကောင်းတာတွေခံစားလိုက်မကောင်းတာတွေခံစားလိုက်ပြီးတော့လည်းဒီလိုနဲ့ပြီးသွားတယ်ဘာမှရေရာလည်းမရှိဘူးဘာမှအဖတ်တင်နေတာလည်းမရှိအတိတ်တန်တရားဘာကိုကောင်းခဲ့တဲ့ထင်တော့ကမုံနဲ့လည်းနေခဲ့မှာပဲမကောင်းခဲ့ဘူးလို့ထင်တော့ကလည်းပဲစိုက်နဲ့မျက်နှာအောက်ချပြီးတော့နေခဲ့မှာပဲဘာပဲဖြစ်ပြီးခဲ့ပြီဘာမှမရှိတော့အခုဖြစ်နေတာတွေလည်းဒီလိုပဲပြီးသွားအောင်မှာပဲကဲစဉ်းစားကြည့်ဘာအနှစ်သာရရှိတယ်လေဒီဖြစ်ပေါ်နေရတဲ့ဒီတဘာဝအစဉ်အတန်ကြီးကအတိတ်တန်တရားနဲ့ပတ်သက်ပြီးတော့အများကြီးစဉ်းစားအောင်စဉ်းစားဖို့စဉ်းစားနည်းတွေကတော့ကိုဉာဏ်ရှိတယ်လို့စဉ်းစားပေါ့ဒီမှာတော့ဦးဇင်းကတော့အတူချုပ်ပဲပြောတာပေါ့နော်အတိတ်တန်တရားကိုစဉ်းစားခြင်းဒီပြင်းထန်တဲ့ထိလန့်မှုကိုဖြစ်စေတယ်လို့ကျမ်းဂန်တွေထဲမှာပြောထားလို့ဒါကိုလက်တွေ့အသုံးချကြည့်ဖို့၆ခုရှိပါနော်နောက်၅ခုမြောက်ကပါတယ်တော့အနာဂတ်တန်တရားကိုစဉ်းစားရမယ်တဲ့ဒါကပိုးပြီးတော့ထိလန့်မှုကိုဖြစ်စေမလို့ဦးဇင်းကတော့ထင်တယ်နောက်အတိတ်ကပြီးခဲ့ပြီအနာဂတ်ကမပြီးသေးဘူးရင်ဆိုင်ရအောင်အဲ့တော့အနာဂတ်တန်တရားကိုရှောင်လန်းဖို့အတွက်အကြောင်းတရားတွေကိုဒီကမှတို့ဦးဇင်းတို့တွေကဘာတစ်ခုမှမဖြိုဖြစ်ရသေးဘူးနော်ကိလေသာနဲ့ကံနဲ့ပေါင်းပြီးတော့ဝိပါကဆိုတဲ့အကျိုးဆက်တွေကိုဆက်ပြီးတော့သူတို့ဖန်တီးကြပါ
နောက်ဒီဆက်ကြီးကိုဆက်ပြီးတော့လက်ပတ်ဖို့အတွက်တဘာဝတရားတွေကမလုပ်နေတော့အလုတ်လုံနေကြတာဘယ်လောက်ထိကိုသွားရမှမသိဘူးမနေ့ကပြောခဲ့တဲ့အဝိဇ္ဇာဥကောင်းကိုနော်ဉာဏ်ပညာနဲ့မဖြတ်မနိုင်မချင်းဒုက္ခဆက်ကြီးကဆက်ပြီးတော့လက်ပတ်နေအောင်မဲ့အဲ့ဒီအနာဂတ်တန်တရားကိုစဉ်းစားရင်လည်းမဖြစ်နိုင်ဘူးဝေကရနိုင်နေတဲ့ခုနှစ်ချက်ကြီးသွားတယ်နော်နောက်၈ခုမြောက်ချက်ကဘာလဲဆိုတော့အာဟာရေပฏิကူလအာဟာရပရိယေတနာလောလောဆယ်ပြစ္ဆုတ်ပံမှာအစာအာဟာရကိုရှာဖွေစားတော့နေရတဲ့ကိစ္စဒါကအဝိတ္တေပါတွေနေရထိုင်အကုန်လုံးအကျုံးဝင်နေပေါ့ဒီဘဝလေးကိုရက်တည်လို့ရအောင်အတွက်ကြိုးစားအထုတ်နေရတဲ့အပိုင်းပေါ့ဒါကအတိတ်ကံကကောင်းလို့သာသရာပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့အနေအထားမှာသိပြီးတော့တန်ဝေကရစရာမရှိဘူးလို့ဆိုနိုင်တော့လည်းပဲအများစုအနေနဲ့တော့ဒါအလွန်ထိတ်လန့်စရာကောင်းတဲ့ကိစ္စနားခွင့်မရှိဘူးမိုးရွာလို့လည်းနားလို့မရဘူးနေပူလို့လည်းနားလို့မရဘူးအများစုကတော့အကြီးအကျယ်ရုန်းကန်လှုပ်ရှားမှသူတို့ဘဝလေးကရက်တည်နိုင်ုံလေးပဲဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်စဉ်းစားကြည့်ဒါကြောင့်ပေးတဲ့ပေါင်းတော်တို့ဒီခန္ဓာကိုယ်ကြီးရှင်သန်နေတယ်ဆိုတာဒီအာဟာရဓာတ်ကိုထည့်ပေးနေမှဒီအဝိနဲ့လွှမ်းခြုံပေးနေမှမိုးလုံးလေးလုံးတွေကိုထားနိုင်မှဒါအမြဲတမ်းသူ့ကိုအစဉ်ပြေအောင်လုပ်ပေးနေရတဲ့အနေအထားမရှိဘူးလားရှိတယ်လူသားတွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုယ်တဝန်တစ်ခါတကူရေတကာရနော်ရှာဖွေရတော့နဲ့မကပဲနဲ့ကိုမိသားစုရေးအတွက်ပါပူရပင်ရရှာဖွေရတယ်အများကြီးမရှိဘူးလားရှိရနော်တချို့လူတွေဆိုလို့ရှိရင်ကိုယ်တဝန်တစ်ခါကိုယ်တကူရေတကာရအတွက်သူတို့ဘာမှသိပြီးတော့မပူရပါဘူးဒါပေမဲ့မိသားစုနဲ့ရှင်းလာပြီဆိုတော့သူတို့ရဲ့အပူဓာတ်အလောင်ဓာတ်တွေကအကြီးအကျယ်မရှိဘူးလားရှိတယ်အများကြီးအားဆိုင်ရတယ်အဲ့ဒီကိစ္စလည်းပဲတန်ဝေကကိုရှားတဲ့အကြောင်းတရားဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဝရိယသည်ဘာကြောင့်ဖြစ်တယ်လို့မေးရင်တဝေကကြောင့်ဖြစ်တယ်အကျိုးကျေးဇူးကိုလိုချင်လို့ဝရိယဖြစ်တာလည်းရှိတယ်သို့တော့ထိတ်လန့်မှုကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ဝရိယကိုဒီနေရာမှာဦးစားပေးပြီးတော့ဦးဇင်းတော်ပြောတာတော့တဝေကဝတ္ထုဘယ်နှမျိုးတော့၈မျိုးဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အလွန်ပေါ်လွင်ထင်ရှားတဲ့မြတ်စွာဘုရားရဲ့ဟောပြောချက်တစ်ခုဦးဇင်းပြောပြမယ်နောက်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကတဝိတိပြည်ကိုဆိုရတဲ့ကောသလမင်းကြီးဆိုတာပေးတဲ့တို့အားလုံးသိတယ်နော်အဲ့ဒီကောသလမင်းကြီးကတနေ့တော့မြတ်စွာဘုရားကြီးကိုသွားပြီးတော့သူဖူးမြော်တာသူကနေတိုင်းလို့ဖူးမြော်တာပါကောသလမင်းကြီးကအဲ့လိုဖူးမြော်တဲ့အခါမှာတခါတလေအချမ်းရံပေးတဲ့အများကြီးနဲ့သွားတာရှိတယ်တခါတလေအချမ်းရံတွေအဆောင်အကျက်တွေနင်းနေနဲ့သွားတာလည်းရှိတယ်အဲ့တော့ဒီနေ့တော့အချမ်းရံပေးတဲ့နင်းနေနဲ့ပဲသွားမယ်ဆိုတဲ့တည်င်းကိုခိုးသားဓမြတွေကကြားတဲ့အခါကျတော့အဲ့ဒီတကိုးတွေကနည်းနည်းအစွမ်းအစရှိတဲ့လူပါလာတော့အဲ့ဒီလူကဘာစဉ်းစားလို့ဆိုတော့မင်းကြီးဟာရဟန်းဂေါတမကြီးကိုဒီကနေ့ချင်းကပ်မယ်လို့ကြားတယ်ပေါ့အချမ်းရံပေးတဲ့အဆောင်ကျက်နင်းနေနဲ့သွားမယ်လို့ကြားတယ်ပေါ့အဲ့ဒီမင်းကြီးကိုလမ်းမှာပဲဖမ်းပြီးတော့တို့တိုင်းပြည်ရဲ့အာဏာကိုယူမယ်လို့သူတို့အဲ့လိုစဉ်းစားအဲ့လိုကြံရှိတာအဲ့ဒါနဲ့အရန်နဲ့စောင့်မင်းကြီးလာမဲ့လမ်းကလည်းဒါပေမဲ့လို့မင်းတို့ရဲ့ဘုံကံဆိုတာအလွန်ကြီးရဲ့တဲ့နော်မင်းတို့ရဲ့ဘုံကံဆိုတာအလွန်ကြီးရဲ့တဲ့အဲ့ဒီကိုသားဓမြတွေကတယောက်ကသစ္စာဖောက်ပြီးမင်းကြီးကိုလမ်းပြောတယ်နော်မင်းကြီးဒီလိုဒီအကြောင်းကြံစီစဉ်းစားနေကြတာတွေရှိတယ်စောင့်နေကြတယ်အဲ့ဒီမှာမင်းကြီးကလည်းစိတ်တွေပါတွေတူပါပေါ့အဲ့ဒါနဲ့စစ်တပ်တွေအများကြီးနဲ့အဲ့ဒီတခိုးတွေရှိတဲ့နေရာအတိအကျသတင်းကလည်းရတာဆိုတော့အကုန်လုံးဝိုင်းပြီးတော့ဖမ်းပစ်လိုက်တယ်900ကျော်လောက်နော်နေတဲ့အဖွဲ့မဟုတ်ဘူးနော်သူတို့ကလည်းအဲ့ဒီ900ကျော်လောက်ကိုဖမ်းပြီးတော့ဘာလုပ်တော့ဆိုတော့ရက်ဆက်တယ်နော်လမ်းဘေးမှာအကုန်လုံးတခြင်းရှို့တယ်တယောက်နဲ့တယောက်နီးနီးလေးမတည့်ရအကုန်တခြင်းရှို့တတ်ပြတယ်နော်အဲ့လိုတခြင်းရှို့တတ်ပြီးတော့မင်းကြီးကဘယ်သွားအောင်ဆိုမြတ်စွာဘုရားကြီးကိုသွားအဲ့လောက်ယုံရင်ကြမ်းတမ်းတဲ့အလုပ်တွေကိုလှုပ်လာတာဆိုတော့သူ့ရဲ့မျက်နှာကြီးကကြည်ကြည်လင်လင်ပဲရှိနိုင်ပါတော့မြတ်စွာဘုရားကြီးကိုခါစားဖို့အချိန်ကြလို့သူသွားမဲ့စိတ်ကူးရှိလို့သွားလိုက်တယ်ကိုရောက်တော့မြတ်စွာဘုရားတိတာပေါ့အဲ့ဒါနဲ့မင်းကြီးနေခင်းကြောင်တော့နေကြီးကလည်းပူပါပြီးတဲ့နဲ့ဘယ်ကနေလာတော့မြတ်စွာဘုရားတဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရတယ်ဆိုတာအလွန်တရာမှအမှုကိစ္စတွေများပါတယ်ဗျာဒါမြတ်စွာဘုရားသိတာပေါ့သိတဲ့အခါကျတော့မြတ်စွာဘုရားကမင်းကြီးဘာလို့အဲ့လောက်ရက်ဆက်ကြမ်းတမ်းတဲ့အလုပ်တွေလုပ်ခဲ့တာတုံးလို့မေးလိုက်ရင်မျက်နှာပြက်ပြီးတော့ရှက်ပြီးတော့မဝင်မရဲဖြစ်မှာဆိုလို့မြတ်စွာဘုရားအဲ့တော့ဘာမှမပြောဘူးအဲ့ဒါဘာမှမပြောဘဲနဲ့အဲ့ဒီအလုပ်နဲ့ထိုက်တန်တဲ့တရားစကားကိုမြတ်စွာဘုရားပြောအရင်ကြမ်းတမ်းတဲ့အလုပ်ကိုသူလုပ်လာတာအဲ့ဒီမှာမြတ်စွာဘုရားဘာပြောဆိုမင်းကြီးတဲ့နဲ့ငါတခုပြောပြမယ်တကယ်လို့အခုချိန်မှာနဲ့အတွက်ယုံကြည်ရတဲ့မင်းချင်းတယောက်ကမင်းကြီးဟိုအရှိရက်ကနေပြီးတော့
နော်မိုးထီအောင်ကြီးတဲ့တောင်ကြီးတွေလိမ့်လာတယ်လမ်းရှိသမျှလူတွေအကုန်လုံးကိုကြိတ်ချပြီးတော့ဒီကိုလိမ့်လာနေတယ်တဲ့အဲ့ဒီတဲ့ကိုလမ်းပေးတယ်နောက်မြောက်ရက်ကနေပြီးတော့အဲ့လိုပဲမြောက်ရက်ကလည်းတောင်ကြီးတွေလိမ့်လာတယ်လမ်းမှာရှိတဲ့လူတွေအကုန်လုံးကိုကြိတ်ချပြီးတော့တက်ရှိတော်မှာမှအကုန်ကြိတ်ချပြီးတော့လိမ့်လာတယ်လို့ဒီတဲ့လမ်းပေးတယ်အဲ့လိုပဲအနောက်ရက်တောင်ရက်လေးမျက်နှာကတဲ့လေးခုတခါတည်းရောက်လာတယ်ဆိုကြပါစို့ဖြစ်တော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပဲဥပမာပြောတာအဲ့လိုအရက်လေးမျက်နှာကနေပြီးတော့မိုးထီအောင်မြင့်တဲ့တောင်ကြီးတွေလိမ့်လာပြီးတော့တတ္တဝါတွေအကုန်လုံးကိုကြိတ်ချပြီးတော့လာနေတယ်ဆိုတဲ့သတင်းပြန်ကိုကြားမယ်ဆိုရင်မင်းကြီးဘာလုပ်မလဲတဲ့အဲ့လိုပြောတဲ့အခါကျတော့မင်းကြီးကစဉ်းစားပြီးတော့ဘာပြောဆိုမြတ်စွာဘုရားတဲ့အဲ့လိုဘေးကြီးမဖြစ်စဘူးမြန်ဖြစ်လာခဲ့ပြီဆိုရင်တရားသဖြင့်နေခြင်းမြတ်မြတ်တတကျင့်ခြင်းကုသိုလ်ကောင်းမှုကိုကြိုးစားအထုတ်ခြင်းကလွဲလို့တခြားအလုပ်ကိုတပြည့်တော့လုပ်ဆရာမရှိပါဘူးတဲ့ကအဖြေကတော့မှန်တယ်နော်သူပြောအလွန်ကောင်းတယ်သိလားနော်တရားသဖြင့်နေခြင်းတဲ့မြတ်မြတ်တတကျင့်ခြင်းတဲ့ဒါကမကောင်းမှုကိုရှောင်တယ်လို့အဓိပ္ပာယ်တက်ရောက်တယ်လို့ဦးဇင်းသဘောပေါက်တယ်ဟုတ်လားပြီးတော့ဘာလို့ကုသိုလ်ကောင်းမှုကိုစွမ်းအားရှိသမျှပြုခြင်းတဲ့နော်အနှစ်ချုပ်လိုက်ရင်အဲ့လိုဘေးကြီးတွေကတင့်လာလို့ကတော့မဟုတ်တာမလုပ်ဖဲနဲ့ဟုတ်တာလေးကြီးလုပ်နေဖို့ပဲရှိတော့တယ်မကောင်းတာတွေမလုပ်ဖဲနဲ့ကောင်းတာလေးကြီးပြီးလုပ်နေဖို့ရှိတော့တယ်ဟုတ်တယ်မဟုတ်လားအဲ့လိုဖြေတာဖြေတဲ့အခါကျတော့မြတ်စွာဘုရားမင်းကြီးဟုတ်တယ်တဲ့သင်ဖြေတာမှန်တယ်တဲ့အဲ့လိုဘေးကြီးတွေကတကယ်လို့မဖြစ်စဘူးဖြစ်လာပြီဆိုလို့ရှိရင်နော်တရားသဖြင့်ကျင့်ခြင်းမြတ်မြတ်တတနေထိုင်ခြင်းကောင်းတာတွေကိုကြိုးစားအထုတ်ခြင်းကလွဲလို့တခြားဘာမှလုပ်เสียမရှိဘူးတဲ့အဲ့ဒီဘေးကြီးတွေရောက်နေတယ်လို့ပဲတဲ့တတ္တဝါတွေရဲ့တန်တမှာလည်းပဲနော်ရှရာမရဏလို့မြတ်စွာဘုရားကတော့အဲ့ဒီမှာနှစ်မျိုးဟောတယ်အဲ့ဒါကိုအရင်တို့မလဲဆိုတော့ဘုရားကြီးမဂ္ဂဒေဝထဲမှာရေးထားတဲ့လင်္ကာလေးရှိတယ်မိုးရထီနေကြောက်တိပြည်သာတောင်ကြီးကြိတ်ကြိတ်လေးလုံးပိတ်၍ခြေကျိတ်ညက်စွာလေးမျက်နှာကလွတ်ရမရှိလာတုံပြီးတို့နော်မိုးပြားထီနေကြောက်တိပြည်သာတောင်ကြီးကြိတ်ကြိတ်လေးလုံးပိတ်၍ခြေကျိတ်ညက်စွာလေးမျက်နှာကလွတ်ရမရှိလာတုံပြီးတို့ဇာတိဇရာဖြာတိမရဏဓမ္မအပြာဤလေးပါလဲထွားထွားကြိတ်ချီညက်ညက်ကြည်အောင်မြဲနေနှိမ့်ဆက်စွာသည်တဲ့သူကတော့တောင်ကြီးလေးလုံးကိုဇာတိဇရာဖြာတိမရဏလို့ပြောဒါပါဠိတော်ထဲမှာတော့မြတ်စွာဘုရားကရှရာမရဏလို့ဒီလိုပြောတယ်နော်အထက်ကရာမှာတော့ဘယ်လိုဖွင့်လဲတော့မသိအဲ့လိုတတ္တဝါတွေရဲ့တဏ္ဍာမှာနော်ဒီခန္ဓာကိုယ်ကြီးကအိုတဲ့ဘေးကိုဒါဘလို့မှနောက်မဆုတ်ဖဲနဲ့သူသွားနေတယ်တစ်ချိန်မှာဒေကြပေါင်းပျက်စီးသွားတော့အဲ့ဒီဘေးကြီးတင့်နေတာကိုမြန်တကယ်လို့မြင်မယ်ဆိုရင်အဲ့ဒီမြင်တဲ့ပုဂ္ဂိုလ်ဟာလည်းဘယ်လိုစဉ်းစားတော့နော်မတရားတာတွေမလုပ်ဖို့မမျှတတာတွေမလုပ်ဖို့နောက်ကောင်းတာတွေကိုစွမ်းအားရှိသမျှကြိုးစားကြဖို့ဒါပဲရှိတယ်။အဲ့ဒါတရားဓမ္မတို့အရင်တို့တွေကတကယ်တမ်းဒီဘဝဒီခန္ဓာရဲ့သဘောအမှန်ကိုမစဉ်းစားမိလို့လားနောက်ကောင်းမှုတွေကိုမေ့လျော်ကြတာ။မကောင်းတာတွေကိုလှုပ်ချင်စိတ်တွေပေါက်ကြတာပေါ့။တကယ်ဦးဇင်းတို့ပေးတဲ့ပေါင်းတော့လက်တွေ့ကြကြလေးဦးဇင်းကတခုပြောကြည့်ခြင်းပါတယ်။ခဏနေကိုတည်တော့မယ်လို့မြန်တကယ်လို့ဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီအနေအထားလေးကိုစိတ်ကူးလေးနဲ့ရောက်ကြည့်ပေါ့။တစ်ချိန်ကြရင်တော့မရောက်ချင်လည်းရောက်တော့ရောက်အောင်ပါပဲနော်အဲ့ဒီအချိန်ရောက်မယ်ဆိုရင်ဘာလုပ်မလို့ကောင်းတာပဲစဉ်းစားပြီးတော့နေရတော့မှာပဲလေဘာမှအားကိုးလို့မှမရတော့ပဲနဲ့နှစ်ပစ္စည်းဥစ္စာလည်းတွတ်တူရှိနေတာပဲအတိုင်းဝိုင်းလည်းတွတ်တူရှိနေတာပဲတက်ကြွခဲ့တာတွေလည်းတွတ်တူတက်ကြွတာပဲဒါကြီးပြတ်တော့မယ်လေရှင်စဉ်အခါမှာဖြစ်ပေါ်နေတဲ့အနေအထားတွေအကုန်လုံးကတေဂာနီးမှာအတိပ္ပယ်မဲ့တယ်လို့ဖြစ်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီချိန်မှာအာကိုအာတိုင်းပြုတ်တရားကတစ်မျိုးတန်ဖိုးရှိတာကတစ်မျိုးဖြစ်နေတယ်အဲ့တော့လူတိုင်းတတ်တော်တိုင်းဟာအချိန်တိုင်းလိုကိုတေဂာနီးအနေထားလို့များသဘောထားနိုင်မယ်ဆိုရင်အလွန်မြင့်မြတ်တဲ့ကောင်းမွန်တဲ့စိတ်တွေဖြစ်လာတဲ့အကြောင်းမရှိဘူးလားရှိတယ်တကယ်ကလည်းပဲသိခြင်းတရားဆိုတာကအချိန်မီဖြစ်လာနိုင်တာလေအမှားပဲဟုတ်တယ်မဟုတ်လားဒါကလူတွေကနော်ဉာဏ်ပညာတွေကအရန်နေကြလို့နော်သိခြင်းတရားကိုနိကမစဉ်းစားနိုင်ကြတော့တော့သိသွားကြတဲ့ပုဂ္ဂိုလ်တိုင်းလည်းပဲကိုယ့်အကိုတော့ကြာကြီးနေရအောင်မယ်လို့ထင်နေတဲ့ကြားကပဲသိသွားကြတာပဲဟုတ်လားဒါကြောင့်ဒီသိခြင်းတရားတစ်ခုလောက်ကိုထိထိမိမိစဉ်းစားနိုင်မယ်ဆိုရင်တော့ထိလန့်မှုကတော့ရှားနိုင်တာအမှန်ပဲဟုတ်တယ်မဟုတ်လားအဲ့ဒီထိလန့်မှုရရင်ထိလန့်မှုကဘာလို့ဆက်ပြီးတော့လက်ပတ်စေမလို့လုံလဝရိယကိုလက်ပတ်စေပါဘောလှုပ်တင်လှုပ်ထိုက်တာလှုပ်ဖို့ပဲရှိတော့တယ်ဟာအဲ့ဒီလုံလဝရိယကကောင်းကျိုးချမ်းသာကိုဆက်ပြီးတော့ဖြစ်ထွန်းစေမှာပဲဒီလိုသွားရမှာနော်ဒါကြောင့်ပိဿဘောသူတော်ကောင်းတို့လုံလဝရိယကိုဖြစ်စေခြင်းနဲ့ဆိုရင်တန်ဝေကရအောင်ကြိုးစားရမယ်တန်ဝေကရခြင်းနဲ့ဆိုရင်ဘဝရဲ့ခန္ဓာရဲ့တဘာဝအမှန်တွေကိုစဉ်းစားမိဖို့လိုတယ်
တဘာဝမှန်ကဘာတွေတော့တလုံးနဲ့ခြုံပြောရင်ဘောဟာတည်တတ်တဲ့ဘဝပဲလေသိရမယ့်ဘဝပဲလေဟုတ်တယ်မို့လားအေးအဲ့တော့ဦးဇင်းတို့ဟိုခဏနေသိရလိမ့်မယ်လို့ဆိုတာကတကယ်လဲမှန်ရင်မှမှန်ပါအောင်မှန်ရင်လည်းမှန်နိုင်တယ်ပေါ့သို့တော့အများစုကတော့ခဏနေမသိကြသေးပါအောင်ဟုတ်လားသို့တော့အဲ့လောက်ကြီးမစင်သားအောင်တောင်မှနော်ဒီခန္ဓာကိုယ်ဟာတည်တတ်တဲ့သဘောမှာဘယ်အချိန်တည်မယ်မှန်းတော့မသိဘူးတည်ရလိမ့်မယ်ဆိုတဲ့ဒီအမှန်ကိုစဉ်းစားရတောင်ထိတ်လန့်မှုကတော့ရနိုင်တာပဲရနိုင်တာမစဉ်းစားတာလည်းတော့မတူပါဘူးဟုတ်လားဒါကြောင့်ပိဿမောတတော်တို့စဉ်းစားမှုတွေးတောမှုဆိုတဲ့ဒီမှန်ကန်တဲ့အချက်လက်တွေကိုကောင်းတဲ့ထဲ့တဲ့ကိစ္စထိတ်လန့်မှုတံဝေကကိုဖြစ်စေတယ်ထိတ်လန့်မှုတံဝေကသည်ဝရိယကိုဖြစ်စေတယ်ဒါကြောင့်ဦးဇင်းတို့ဒါကတရားရဲ့ဏိဂုံးပိုင်းပေါ့နော်ဝရိယဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့စကားတွေကိုပြောလိုက်တာအဲ့တော့ဦးဇင်းတို့ဒီကနေ့ညဝရိယပါရမီနဲ့ပတ်သက်ပြီးတော့ပြောခဲ့တာလေးတွေကိုအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်ဘုရားလောင်းကဝရိယပါရမီကိုဖြည့်ဆည်းဖို့အတွက်သူ့ကိုယ်သူဆုံးမတဲ့နေရာမှာဥမာဘယ်လိုပေးတော့နော်သားတို့တနင်ချင်းနေမင်းသည်နော်သွားတဲ့ခါမှာပဲဖြစ်ဖြစ်ရက်တဲ့ခါမှာပဲဖြစ်ဖြစ်ထိုင်တဲ့ခါမှာပဲဖြစ်ဖြစ်အမြဲတမ်းသူ့ကိုယ်သူသူ့စိတ်ကိုချီးမြှောက်ထားတယ်ဝရိယနဲ့အယံတဲ့အနေထားမှာသူအမြဲတမ်းရှိတယ်အဲ့လိုပဲအလုံးစုံသောဘဝတွေမှာသင်ဟာဝရိယကိုချီးမြှောက်ထားနိုင်မယ်ဆိုလို့ရှိရင်ဘုရားရှင်စစ်ဧကံဖြစ်လိမ့်မယ်ကြိုးစားမယ်အလုတ်ကိုမကြောက်ဘူးရဲရင်တယ်မလုတ်လို့ဖြစ်ပေါ်မဲ့တတ်တာမှုကိုမမမောဘူးဟောဒါလည်းနားလည်ဖို့လိုတယ်နော်တရားလေးကတော့ဦးဇင်းကအလွန်သဘောကျတယ်ဆရာကြီးဥရှိအောင်ရဲ့သဘောလေးဟုတ်လားပြင်းတယ်